အဲ့တော့ပထမတစ်ခုကပါလဲဆိုရင် dekimas အဲ့တော့ dekimas ရဲ့အဓိပ္ပာယ်ကသူကလေနိုင်သည်ဆိုတဲ့အဓိပ္ပာယ်နိုင်သည်ဆိုတာကအနိုင်ရရှိသည်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဥပမာစားတယ်ဆိုရင်လည်းစားနိုင်သည်လုပ်တယ်ဆိုရင်လည်းလုပ်နိုင်သည်သွားနိုင်သည်အဲ့လိုမျိုးနိုင်သည်ဥပမာအင်္ဂလိပ်လိုဆိုရင်တော့ can ဆိုတဲ့အဓိပ္ပာယ်နဲ့သွားတူတယ်ဒါကြောင့်ပုံထဲမှာဆိုရင်ယုံလေးကကိုခခုဆိုတဲ့အောင်သည်ဆိုတဲ့ဟာလေးကိုကင်ထားဆိုလိုချင်တာပါလေစာမေးပွဲအောင်သွားတယ်စာမေးပွဲကိုအောင်ဖြေနိုင်ခဲ့တယ်အဲ့လိုမျိုးပေါ့နော်တစုံတရာကောင်းတဲ့ကိစ္စတစ်ခုခုကိုလုပ်နိုင်သွားတယ်ဆိုလို့ရှိရင်လည်း dekima ဆိုပြီးတော့သုံးလို့ရတယ် dekima shita ပေါ့အဲ့ခါကျရင် past tense နဲ့အဲ့တော့ dekima ကတော့သူဒီပုံသင်မှတ်လို့ရတာမျိုးမဟုတ်ဘဲနဲ့တခြားစကားလုံးတစ်ခုခုနဲ့တွဲပြီးတော့ဒီလိုတော့လုပ်နိုင်တယ်ဆိုပြီးတော့သုံးချင်ရင် dekima ကိုသုံးလို့ရတယ်နောက်တစ်ခုပါလေးလဲဆိုရင် araimas ရဲ့အဓိပ္ပာယ်ကလက်ဆိုရင်လက်စေးသည်အဲ့လိုမဟုတ်ဘဲနဲ့ပကံဆိုရင်ပကံစေးသည်နောက်အဝတ်တွေပါနေကြဆန်းစီတို့ဒီမြန်မာလိုမှာကြတော့စေးတွေမဟုတ်တော့အဝတ်ကြတော့ဆန်းစီတို့ပါလို့နေလော်ဒီhi ရှော်ဒီအဲ့တော့အဝတ်တွေပါနေဆိုရင်เนาะရှော်ဒီအဲ့လိုဖြစ်သွားမယ်hi ကဲနောက်တစ်ခုကကြတော့ပါလေးလဲဆိုရင်အခုလိုမျိုးပေါ့နော်တူရိယာပစ္စည်းတွေကိုတိခတ်နေတာမျိုးဆိုရင် hikimas တိခတ်သည်ဥပမာပီယန်နိုတီးတယ်ဆိုရင်ပီယန်နိုကို hikimas နောက်အခုဒီဟာဆိုရင်ပီယန်နိုပေါ့နော်စန်ဒီယာပေါ့နောက်ဒါလေးကတချင်းဆိုသည်တချင်းဆိုရဲဆိုရင် utaimas နောက်တစ်ခုဒီဟာကကြတော့ဆန်းစင်းတို့လေအတိတွေထဲမှာဒါမှမဟုတ်မိနာဆန်တို့ကိုယ်တိုင်ပဲပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးဝါဒနာအနေနဲ့ရှိနေမယ်တချို့ကပါလဲဆိုရင်တစိကောင်းလေးတွေကိုစူးရတာဝါဒနာပါတယ်အဲ့လိုမျိုးစူးစောင်းနေ collect လုပ်တယ်ဆိုရင်အာဆူမဲမတ်ဆိုပြီးတော့သုံးလို့ရတယ်ဥပမာဆန်းစင်းတငယ်ချင်းတယောက်ဆိုရင်ဒီငါးပြားလေးတွေစူးတာဝါဒနာပါတယ်နောက်တစ်ယောက်ဆိုရင်နိုင်ငံပေါင်းစုံကပတ်စံလေးတွေကိုစုရတာဝါဒနာပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုစုဆောင်းတာမျိုးဆိုရင် atsumemas လို့သုံးလို့ရတယ်နောက်အခုလိုမျိုးနှုတ်ပြစ်တာနောက်ပိုင်းကျရင်မိသားစုတို့တင်ရလိမ့်မယ်ဘောလုံးတွေဘာတွေကိုပြစ်တယ်လို့ဘာလို့အဲ့လိုမျိုးပြစ်တာကအမျိုးမျိုးရှိတယ်ဒီလိုမျိုးကိုကမလိုတော့လို့အမိုက်ကိုအမိုက်သေးပြစ်တာမျိုးအဲ့လိုမျိုးဆိုရင် sukemas လွင့်ပြစ်သည်ဆိုတဲ့အဓိပ္ပာယ်နောက်အခုလိုမျိုးလဲလှည့်တာအဲ့လိုလဲတယ်ဆိုလို့ရှိရင် kaemas ဒီမှာဆိုရင်သူက1000တန်ငွေဆက်ကိုဘာအနေနဲ့လဲလိုက်တာလဲ100တန်ဒီငါအနေနဲ့လဲလိုက်တာစမ်းစုံမြန်မာလိုဆိုတော့အကျွေးဖြတ်တယ်လို့ဘာလို့အဲ့လိုပုံစံမျိုးပေါ့ဟိုင်းနောက်တစ်ခုအခုလိုမျိုးကားမောင်းပြီးဆိုရင် onten shimas အဲ့တော့ onten ဆိုရင်ကားမောင်းခြင်းဒါလေးက guru verbယောယာခုရှိမှဆိုတာဒါလည်းဂရုတတိပဲဘိုကင်တင်သည်ဆိုတဲ့အဓိပ္ပာယ်ဥပမာပုံထဲမှာဆိုရင်သူကကျမတို့2ယောက်6နာရီကြာရင်လာပါမယ်ဆိုပြီးတော့စားတောက်ဆိုင်ကိုလှမ်းပြီးတော့ဘိုကင်တင်တာအဲ့လိုပုံစံမျိုးယောယာခုရှိမှသူလည်းဂရုတတိဖြစ်တဲ့အတွက်ယောယာခုတစ်လုံးနဲ့ဆိုရင်ဘိုကင်တင်ခြင်းအဲ့လိုအဓိပ္ပာယ်ဒီဟာကြတော့သူကဒီအရှိမကဘာ
ဘာကြီးလာမှာလဲဆိုရင်နံပါတ်တွေလာမှာမဲတူလို့ဆိုတာကမီတာဥပမာ100မဲတူလို့ဆိုရင်စံစီတို့မီတာဘယ်လောက်လဲ100ဟုတ်ပြီအဲ့တော့မဲတူလို့အဲ့ဒါကိုမှအရှိကနေနံပါတ်တွေထည့်ပြီးတော့မီတာဘယ်လောက်ပေါ့အဲ့လိုမျိုးလေးတွေတုံးတယ်ဒီဟာကကြတော့ ganking အဲ့တော့ဟိုခါနေဆိုတာကြာစင်စီလူဒီတိုင်းဟိုပေါ့နော်ရေဘူးရအပြင်ပတ်စံလို့တုံးလိုက်တာအဲ့လိုမဟုတ်ဘဲနဲ့ ganking ကြတော့သူကဘာဖြစ်သွားလဲဆိုရင်ငွေသားဒါကြောင့်မို့လို့အခါတလေဆိုင်နေမှာရှင်းတဲ့အခါမှာ ganking တဲ့ဟာရိုင်မတ်ကခါတော့တဲ့ဟာရိုင်မတ်ကငွေသားနဲ့ရှင်းပါလားကက်နဲ့ရှင်းပါလားအဲ့လိုမျိုးလေးမေးလို့ရတယ်ဟိုင်နောက်တစ်ခုပါလဲဆိုရင်ရှုမိဆိုတာကြတော့ဝါဒနာဥမာဝါဒရှိနောရှုမိဆိုရင်ကျွန်တော်ရဲ့ဝါဒနာအဲ့လိုမျိုးပေါ့နောက်အခုလိုမျိုး diary နေ့စဉ်မှတ်တမ်းအဲ့ဒါကိုကြတော့ Nikki ချီဆိုင်စုလေးပါပါတယ် Nikki အဲ့တော့ journaling တွေပါရေးတယ်ဆိုရင်လည်းလောလောဆယ်တော့ Nikki လို့ပဲသုံးလို့ရတယ်နောက် oi nori o shimasu oi nori ဆိုတာကဆူတောင်းခြင်းအဲ့တော့ oi nori o shimasu ဆိုရင်ဆူတောင်းသည်ဒါကြတော့ကျွန်တော်တို့ကုမ္ပဏီတွေမှာရှိတဲ့ပေါ့နော်များသောအားဖြင့်ချောတုံးချောဘာတွေလဲဆိုရင်ရှာချောရေပူချောရေခတ်ချောရေအဲ့တော့ရှာချောဆိုတာကတော့လုံးဝသူကခိုင်းရှာရေရှာနေလာတာဒီကုမ္ပဏီရဲ့အကြီးဆုံးသူဆိုတဲ့ပုံစံနဲ့သုံးတာဖြစ်တဲ့အတွက်ရှာချောဆိုရင်စင်စီကိုဘာအဓိပ္ပာယ်ဖြစ်သွားမလဲဥက္ကဋ္ဌဟိုင်ဥက္ကဋ္ဌအဲ့တော့ကိုရီးယားကရဲ့မှာစင်တာစင်စီတို့ကဥက္ကဋ္ဌတို့ဥက္ကဋ္ဌကြီးတို့သုံးတယ်များသောအားဖြင့်စင်စီတို့ဒါဆိုရင်တတိတို့ CEO တို့အဲ့လိုအဓိပ္ပာယ်ကုမ္ပဏီရဲ့လုံးဝအကြီးဆုံးသူနောက်သူ့ရဲ့အောက်ကပါလဲဆိုရင်ဘူချောကကြတော့ director နောက်ခတ်ချောကြတော့ဘာဖြစ်သွားလဲဆိုရင်ဌာနခွဲမှုဒါမှမဟုတ်ရင် manager အဲ့တော့ဒါလေးကမှားမသုံးနဲ့เนาะသူ့ရဲ့အစင်လိုက်ပြီးရှာချောပြီးတော့မှဘူချောပြီးတော့မှခတ်ချောကဲအခုလို့တရိတ်ဆန်လေးတွေကိုကြားရဆန်းစီကိုဘယ်လိုခေါ်လဲဆိုရင်多不吃ဆိုတာကတရိတ်ဆန်တတဝါလို့မမှတ်နဲ့နော်多不吃တရိတ်ဆန်နောက်တစ်ခါဒါလေးကဘာကောင်လေးလဲဆိုရင်ဥမမြင်းနောက်အခုလိုမျိုးတစ်ကမ္ဘာလုံးကိုချိတ်ဆက်ပေးထားတဲ့အရာပါလေးလေအင်တာနက်အဲ့ခါကျရင်မွေးစားစကားလုံးဖြစ်တဲ့အတွက်စင်စီတို့ဒီအင်တာနက်တို့နောက်တိုခုနီဆိုတာကအထူးသဖြင့်ဥပမာစင်စီတို့က私の趣味はဆိုကြပါစို့絵を描くことですကျမရဲ့ဝါသနာကပုံဆွဲတာဖြစ်ပါတယ်တိုခုနီဟာ
hana o kakimas အထူးသဖြင့်ပါလေပန်းပုံတွေကိုဆွဲတာအဲ့လိုမျိုးလေးတွေကိုကပြောရှိမှပြောတဲ့စကားတွေကမှတစ်ခုခုကိုဖြတ်ပြီးတော့ emphasize ထပ်လုပ်ချင်တဲ့အခါမျိုးမှာဆိုရင်တခုနီလို့သုံးလို့ရတယ်ဥပမာအသီးနှံစားရတာကိုကြိုက်တယ်အထူးသဖြင့်ပါလေဆိုကြပါစို့အသီးတစ်ခုခုပေါ့နော်ဒီလိုအသီးတွေအဲ့လိုမျိုးဆိုရင်သုံးလို့ရတယ်နောက်ဆိုတာကတော့ဒါဒီတိုင်းဆန်းစုခိုင်းဝါထဲမှာတွေ့ရမယ်အာမေဒိတ်တန်တစ်မျိုးနခနခအဲ့တော့နခနခဆိုတာကလည်းဒီခိုင်းဝါထဲမှာပါလာလိမ့်မယ်အဲ့တော့တော့လေဘယ်လိုပြောမလဲဥပမာဘာလို့နောက်ကျလာလဲဆိုရင်ဘတ်စကားကတော်တော်နဲ့မလာလို့အဲ့လိုမျိုးဆိုရင်တော်တော်နဲ့လို့သုံးချင်နခနခဆိုပြီးတော့သုံးလို့ရတယ်နောက်ဇေဟိရဲ့အဓိပ္ပာယ်ကတော့ဆက်ဒါမှမဟုတ်ရင်တေချာပါဥပမာစန်စီကဒီလားကုန်ကြရင်တော့စန်စီမွေးနေ့ရှိတယ်နော်လာခဲ့ကြနော်ဆိုရင်ဟုတ်ကဲ့တေချာတော့လာခဲ့ပါမယ်အဲ့လိုမျိုးလေးတွေဆိုရင်ဇေဟိဆိုပြီးတော့သုံးလို့ရတယ်本当ですか本当ဆိုတာကသူဒီအမှန်တရားဆိုတဲ့အဓိပ္ပာယ်အဲ့တော့ 本当ですかဆိုတော့အမှန်တရားလားတော့မဟုတ်တော့ဘာဖြစ်သွားမလဲတကယ်လားအဲ့လိုမျိုးပေါ့ဥပမာတရားကနေပြီးတော့ဥပမာနော်နောက်တစ်ပတ်တကယ်လားဆံမွေးပွဲမရှိတော့ဘူးတဲ့ဆိုရင်本当ですかတကယ်လားအဲ့လိုလေးမိတာမျိုးရှိတယ်နော်နောက်ဆိုれは面白いですねそれは面白いですねဆိုတာကတော့面白いစိတ်ဝင်စားဖို့ကောင်းတော့အဲ့တော့それは面白いですねဆိုရင်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတာပဲကောင်းတယ်နော်အဲ့လိုမျိုးလေးပြန်ပြီးတော့ပြောရနောက်ဖူရုစာတိုဆိုတာဆန်စီတို့ဒီမွေးရက်မြေနောက်တစ်ခုကဘီတိုရူစုဆိုတာကဆန်စီတို့ဒီBritish ကတချင်းဆိုတဲ့ pop ဆိုတော့အဖွဲ့Beatle အဖွဲ့ကိုပြောတာနောက်တစ်ခုအာခိဟာဘာရာဆိုတာကတိုကျိုမှာရှိတဲ့ဆန်စီတို့ဒီနေရာတစ်ခုရဲ့နာမည်သူနဲ့ anime တွေဘာတွေပေါ့နော် animation တွေဘာကြီးရဲ့လူတွေဆိုရင်တော့အာခိဟာဘာရာမှာဆိုဘာကြီးရှိလဲ manga တွေ animation နဲ့ပတ်သက်တာတွေပြီးရင်အထူးသဖြင့်လမ်းမပေါ်မှာဆိုလို့ရှိရင်ဒီပေါ့နော် cosplay လုပ်နေတဲ့သူတွေကအဲ့လိုမျိုးသူ့ရဲ့ daily wear မှာကကိုလို cosplay style မျိုးထားတာတွေကိုလည်းတွေ့ရတယ်အဲ့ဒါကတော့လုံးဝကိုဒီ animation တို့ manga ဖတ်တဲ့သူတွေအများဆုံးသွားတဲ့နေရာပေါ့အာခိဟာဘာရာဆိုတာအဲ့တော့ဒါလေးကကြတော့ဆန်စီတို့အခန်း section မှာပါတဲ့စကားလုံးလေးတွေအရန်တော့မများဘူး